လောကကြီးမှာကိုချစ်ရတဲ့သူတယောက်အတွက်ဘယ်လောက်ထိရင်းနှီးပေးဆက်နိုင်ကြမလဲဒီနေ့မှာတော့ညီမလေးရဲ့အသက်ရှင်ခွင့်အတွက်ဘဝကိုလောင်ကြီးထက်ခဲ့တဲ့အကိုတယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဇလန်အစမှာတော့အသက်20အရွယ်ဂျင်းဟောင်ကိုရှန်ကျိုင်းမျိုးရဲ့လမ်းကြားလေးတစ်ခုတည်းကဖုံးပြဆိုင်တေးသေးလေးမှာစတင်တွေ့ရပါလိမ့်မယ်သူ့မှာ6နှစ်အရွယ်ညီမလေးတယောက်ပဲရှိပါတယ်သူတို့မောင်နှမ2ယောက်မှာမိဘတွေမရှိတော့ပါဘူးပိုဆိုးတာကညီမလေးမှာမိုးရပါနှလုံးရောဂါရှိနေပြီးတော့အသက်8နှစ်အရွယ်မတိုင်ခင်ခွဲစိတ်မှုမပြုလုပ်နိုင်ရင်အသက်အန္တရာယ်ရှိတယ်လို့ဆရာဝန်ကပြောထားပါတယ်။ခွဲစိတ်ကရွယ်2သိန်းခွဲသူတို့လိုလက်လုံးလက်စားတွေအတွက်တော့ဒီငွေဟာတောင်ကြီးတစ်တောင်လုံးထမ်းထားရတယ်လို့ပါပဲ။ဒါပေမဲ့ဂျင်းဟောင်ကတော့ညီမလေးရှိမှမျက်ရည်မကျခဲ့ပါဘူး။အကိုကြီးရှိတယ်ဘာမှမဖြစ်စေရဘူးလို့သူအမြဲတမ်းအားပေးခဲ့ပါတယ်။ဒီလိုနဲ့ဂျင်းဟောင်ကနီလန်းရှာရင်းနဲ့အခွင့်အရေးတစ်ခုတွေ့သွားပါတယ်။အဲ့ဒါကတော့ကုမ္ပဏီတစ်ခုကအရေးသွေးမမီလို့ပြန်သိမ်းထားတဲ့ဖုန်းအဟောင်းတွေကိုဝယ်ပြီးတော့ပြန်ပြုပြင်ရောင်းရင်ငွေအမြောက်များရနိုင်တယ်ဆိုတာပါပဲဂျင်းဟောင်ကသူ့မှာရှိသမျှငွေတွေအကုန်လုံးပုံအောပြီးတော့ရယ်နောက်ပြီးအတိုးကြီးတဲ့ငွေတွေကိုပါယူပြီးတော့ဖုန်းအမြောက်များကိုဝယ်လိုက်ပါတယ်ဒါပေမဲ့ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးခဲ့ပါဘူးအစိုးရကဖုန်းအတုတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတဲ့ဥပဒေသစ်ထုတ်လုပ်လိုက်တဲ့ကြောင့်သူဝယ်ထားတဲ့ဖုန်းတွေဟာရောင်းမရတဲ့အမိုက်ပုံကြီးဖြစ်သွားပါတယ်ဒါပေမဲ့ဂျင်းဟောင်ကလွယ်လွယ်နဲ့လက်မလျှော့ခဲ့ပါဘူးဒီပစ္စည်းတွေကိုကုမ္ပဏီကြီးကပြန်ဝယ်အောင်လုပ်ဖို့ဆိုတာသူ့ရဲ့နောက်ဆုံးသောမျှော်လင့်ချက်ပါသူဟာကုမ္ပဏီရှိမှ CEO ကိုရှောင်းကိုတွေးဖို့နေ့တိုင်းစောင့်နေပေမဲ့ဝတ်ကောင်စားလားတွေကြားမှာသူ့ကိုဘယ်သူမှအရင်မလုပ်ကြပါဘူးတနေ့မှာတော့ CEO ကိုရှောင်းဟာယထာဘူတာကိုသွားတော့မယ်ဆိုတော့သိလိုက်ရတဲ့အခါမှာတော့ဂျင်းဟောင်တယောက်ဆိုင်ငယ်လေးနဲ့နောက်ကနေအသေးအတန်လိုက်ပါတော့တယ်လမ်းမပေါ်ကကားတွေကြားမှာအသက်နဲ့ရင်ပြီးတိုးဝိတ်မောင်းနေရင်နောက်ဆုံးမှာဆိုင်ငယ်လေးလဲကျသွားခဲ့ပါတယ်ဒါပေမဲ့သူ့မှာနာကျင်နေဖို့အချိန်မရှိနေခဲ့ပါဘူးဒဏ်ရာရထားတဲ့ခြေထောက်နဲ့ပဲယထာဘူတာတွေကိုပြေးဝင်လို့သွားခဲ့ပါတယ်ယထာကစထွက်လို့နေပါပြီလုံခြုံရေးတွေကသူ့ကိုတားဆီးဖို့ကြိုးစားနေခဲ့ကြပေမဲ့ညီမလေးရဲ့မျက်နှာကိုမြင်အောင်ရင်သူဟာအသားစီးတွေကိုကြော်ဖြတ်ပြီးထွက်ခွာနေတဲ့ယထာတကားကိုအမေအရပဲဆွဲကင်ခဲ့ပါတယ်ယထာဘောကိုရောက်သွားတဲ့အခါမှာတော့ချွေးတွေဖုံးတွေနဲ့စုပ်ပြတ်သက်နေတဲ့သူ့ကိုကြည့်ပြီး CEO ကိုတိုင်တော်အံ့ဩသွားခဲ့ရပါတယ် CEO ကသူ့ကို9မိနစ်စာအချိန်ပေးပါတယ်ဂျင်းအောင်ကသူ့ရဲ့အစီအစဉ်တွေကိုအမောတကောနဲ့ရှင်းပြလို့နေပါတယ်ဒီဖုန်းစိတ်ပိုင်းတွေကိုစိတ်ယုံထုတ်အတိုင်းတန်းစင်အောင်ပြင်ဖြုတ်ပေးနိုင်ရင်ကုမ္ပဏီကပြန်ဝယ်ပေးပါတဲ့ CEO ကသူ့ကိုစိုက်ကြည့်ပြီးမင်းယူနေတာလားဒါကစိတ်ယုံကြီးတွေတော့မလုံနိုင်တဲ့အရာလို့ပြောခဲ့ပါတယ်ဒါပေမဲ့ဂျင်းအောင်ရဲ့မျက်လုံးထဲမှာတော့အရှုံးပေးတဲ့မျက်နှာအရေးရောင်ကိုမမြင်ခဲ့ရပါဘူးအဲ့ဒီအချိန်မှာပဲ CEO ကမဖြစ်နိုင်တဲ့စိန်ခေါ်မှုတစ်ခုကိုပေးလိုက်ပါတယ်ကောင်းပြီမင်းကိုအခွင့်အရေးတစ်ခုပေးမယ်၄လအတွင်းမှာပစ္စည်းအလုံးကိုအမားယွန်းမရှိပြန်ဖြုတ်ပေးရမယ်တဲ့ဒါပေမဲ့စီကန်းချက်တော့ရှိပါတယ်ငါတို့ကအမကန်ကြီးတပြားမှမပေးဘူးအလုတ်သမားကလည်းမပေးဘူးမင်းဘက်ကအောင်မြင်မှသာငါတို့ပစ္စည်းဖို့ရှင်းမယ်တကယ်လို့85ရာခိုင်နှုန်းမမီရင်တော့မင်းအလုံးဆုံးရှုံးရလိမ့်မယ်လို့ CEO ကဂျင်းဟောင်ကိုတတိပေးလိုက်ပါတယ်ဒါဟာမတရားတဲ့စိန်ခေါ်မှုမှန်သိပေမဲ့ဂျင်းဟောင်မှာရွေးချယ်စရာလမ်းမရှိပါဘူးသူဟာ CEO ရဲ့မျက်လုံးတတဲကိုကြည့်ပြီးတော့ကျွန်တော်လုံနိုင်ပါတယ်လို့ပြတ်သားစွာပြင်ပြောခဲ့ပါတယ်ဒါဟာယူရှင်းတဲ့စကားတခုမဟုတ်ပဲညီမလေးရဲ့အသက်ရှင်ခွင့်အတွက်အသေးမင်းနဲ့အပြိုင်လောင်ကြီးထက်လိုက်တာပဲဖြစ်ပါတယ်ဂျင်းဟောင်မှာစိတ်ယုံငါကိုပတ်စံမရှိနေခဲ့ပါဘူးဒါကြောင့်သူဟာမြို့ပြင်ကစုပ်ပြတ်နေတဲ့ယုံအဟောင်းလေးတစ်ခုကိုအပူကက်ပြီးငားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့သူဟာအလုပ်သမားရှာဖို့ကြိုးစားရပါတော့တယ်ဒါပေမဲ့သူ့မှာလစာပေးဖို့အာမခံချက်မရှိတာကြောင့်ဘယ်သူမှသူ့စီမှာအလုပ်မလုပ်ကြပါဘူးနောက်ဆုံးမှာတော့သူဟာလူမှုအတိုင်းဝိုင်းကဖယ်ကျင်ထားတဲ့သူတွေဘယ်သူမှအလုပ်မခန့်ချင်ကြတဲ့သူတွေကိုစုစည်းခဲ့ရပါတယ်ပထမဆုံးတရားကတော့ဝန်အမျိုးသမီးကြီးပါသူမဟာအကြားအယုံမတန်ဆွမ်းသူတယောက်ဖြစ်ပြီးတော့အရင်အလုပ်မှာစိတ်ယုံမှုရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရလို့အလုပ်ထွက်ထားရသူတယောက်ပါသူမဟာစကားမပြောနိုင်ပေမဲ့သူမရဲ့မျက်လုံးတွေထဲမှာတော့အလုပ်လုပ်ချင်စိတ်တွေပြင်းနေလို့နေပါတယ်ဂျင်းဟောင်ကသူမကိုလက်ဟန်ချေဟန်နဲ့ကျွန်တော်တို့အတူတူစူးစမ်းကြမယ်လို့ကတိပေးခဲ့ကြပါတယ်ဒုတိယတစ်ယောက်ကတော့လောင်ရဲဆိုတဲ့ဖူးကြီးပါသူဟာတာသမီတွေရဲ့ပြစ်ပယ်ခြင်းကိုခံထားရပြီးဘောကိုအရှုံးပေးခြင်းတဲ့သူတယောက်ပေါ့ဗျာသူ့မှာအတွေ့အကြုံရှိပေမဲ့အသက်ကြီးနေပြီဖြစ်လို့ဘယ်သူမှသူ့ကိုအားကိုးခြင်းမရှိကြတော့ပါဘူးဂျင်းဟောင်တော့သူ့ကိုလေးလေးစားစားနဲ့အကြံပေးအဖြစ်ဖိတ်ခေါ်ခဲ့ပါတယ်အထူးခြားဆုံးကတော့ជីជីလို့ခေါ်တဲ့ထောင်ထွက်လူရန်ကားကြီးတယောက်ပါသူရဲ့တကူလုံးမှာတက်တူးတွေနဲ့ကြီးရတာတော်တော်လေးကိုမှကြောက်စရာကောင်းပေမဲ့တကယ်တော့သူဟာလမ်းဘေးကခွေးလေးတွေကိုတော်တော်လေးကိုမှကျင်နာတတ်တဲ့စိတ်ထားနုတူတယောက်ပါလူတွေကသူ့ကိုရာဇဝတ်သားဆိုပြီးရှောင်ဖယ်ကြပေမဲ့ဂျင်းဟောင်ကတော့သူ့ရဲ့ခွန်အားကိုအတိအမှန်ပြုခဲ့ပါတယ်ဒီလိုနဲ့အကြားအယုံမတန်ဆွမ်းသူအဖိုးအိုတွေနဲ့ထောင်ထွက်တယောက်သူတို့အားလုံးဟာ night view ဆိုတဲ့ဇိုင်းပုံအောက်မှာစုမိသွားကြပါတယ်ပူအိုက်လာတဲ့ရာသီဥတုမှာသူတို့ဟာဖုံးစိတ်ပိုင်းလေးတွေကိုတစ်ခုချင်းစီအနုကြည့်မှန်ဘလူးနဲ့ကြည့်ပြီးစိတ်ရှိလက်ရှိဖြုတ်ရပါတယ်ဂျင်းဟာသူတို့ကိုအလုရှင်နဲ့အလုသမားရဲ့လိုခွဲခြားဆက်ဆံမှုမရှိခဲ့ပါဘူးသူကိုယ်တိုင်လည်းသူတို့နဲ့အတူထိုင်ပြီးအလုပ်လုပ်ရပါတယ်သူတို့စားဖို့အတွက်ကိုယ်တိုင်ထမင်းထုတ်တွေဝယ်ပေးတတ်ပါတယ်ညဘက်မှာတော့ဂျင်းဟောင်ကအားလုံးအိတ်နေချိန်တယောက်တည်းကြံခဲ့ပြီးမန်တန့်ရှည်သွားဖို့အတွက်ပြင်ဆင်နေရပါတယ်ဆေးရုံထဲမှာအလုပ်သမားတွေကြားရံဖန်ခါနားလည်မှုလွဲတာတွေရံဖြစ်ကြတာတွေနောက်ပြီးပစ္စည်းတွေပျက်စီးသွားလို့စိတ်လက်ကြတာတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဂျင်းဟောင်ရဲ့ညီမလေးဆေးရုံကိုရောက်လာတဲ့နေ့မှာတော့အားလုံးဟာပြောင်းလဲသွားပါတယ်
အပြစ်ကင်းစင်တဲ့ကလေးမလေးရဲ့အပြောကိုမြင်လိုက်ရတဲ့အခါအလုတ်သမားတွေဟာသူတို့လုံနေတာရိုးရိုးအလုံးမဟုတ်ပဲအသက်တစ်ချောင်းကိုကဲတင်နေတယ်ဆိုတာကိုသိသွားကြပါတယ်။အဲ့ဒီအချိန်ကစပြီးနိုင်ပြူစိတ်ယုံလေးဟာစိတ်ယုံတစ်ခုထက်ပိုတဲ့မိသားစုတစ်ခုဖြစ်လာပါတော့တယ်။လောကကြီးမှာဒုက္ခဆိုတာတစ်ခုမှတစ်ခုလာတာမဟုတ်ပါဘူး။တခါတလေမှာတက်ရှူရတာတောင်ခက်ခဲသွားအောင်တပြိုင်တည်းစုပြုံပြီးတော့ရောက်လာတတ်ကြပါတယ်။ရင်းဟာအတွက်တော့အဲ့ဒီအချိန်ဟာသူ့ဘဝရဲ့အမော်မိုက်ဆုံးကာလပါပဲ။ပထမဆုံးရိုက်ချက်ကတော့အိမ်လာခ3လစာမပေးနိုင်တာကြောင့်ညီမလေးနဲ့အတူနေနေတဲ့အခန်းလေးတွေကနေနင်ထုတ်ခံလိုက်ရပါတယ်။အိမ်ပိုင်ရှင်ကသူ့ရဲ့အဝတ်အစားတွေရဲ့ညီမလေးရဲ့အယုတ်တွေကိုလမ်းပေါ်ကိုအမိုက်တွေလိုပစ်ချလိုက်တဲ့အခါမှာတော့ဂျင်းဟောင်ကဘာမှပြင်မပြောနိုင်ခဲ့ပါဘူး။သူဟာညီမလေးရဲ့လက်ကိုဆွဲပြီးမိုးရေးရီထဲမှာအိတ်စရာနေရာရှာခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့စုပ်ပြက်နေတဲ့ဆေးရုံဟောင်းလေးထဲမှာကက်တူပြားတွေခင်းပြီးမောင်နှမနှစ်ယောက်ဖက်အိတ်ခဲ့ရပါတယ်။ညီမလေးကအကိုအိမ်ကိုဘယ်တော့ပြင်ရမလဲလို့မေးတဲ့အခါမှာတော့ဂျင်းဟာမျက်ရည်တွေကိုအောက်အီးထားရင်မကြခင်ပြင်ရမှာပေါ့ညီမလေးရလို့လိန်ညာပြီးပြင်ပြောခဲ့ရပါတယ်။ဒါပေမဲ့ကန်ချမာကဒီလောက်နဲ့အားမရသေးပါဘူး။တညမှာတော့တခိုးတွေကစိတ်ယုံတွေကိုဖောက်ထွင်းဝင်ရောက်ပြီးသူတို့အပင်ပန်းကန်စုဆောင်ထားတဲ့ဖုံအစိတ်ပိုင်းတွေကိုခိုးယူဖို့ကြိုးစားပါတော့တယ်။ဂျင်းအောင်ကအတန်ကြားလို့နိုးလာတဲ့အခါမှာတော့တခိုးတွေကကားနဲ့ထွက်ပြေးဖို့လုပ်နေတာကိုတွေးလိုက်ရပါတယ်။ဒီပစ္စည်းတွေဟာသူ့အတွက်တော့ရိုးရိုးပစ္စည်းတွေမဟုတ်ပါဘူး။ညီမလေးရဲ့နှလုံးသားခွဲစိတ်ခါတွေပါ။သူကအသက်ကိုပုံအော်ပြီးတခိုးတွေရဲ့ကားတကားမှာတွေ့ကက်လို့လိုက်သွားခဲ့ပါတယ်။ကားကအချိန်နဲ့မောင်းနေတဲ့ကြားကသူကလက်မလျှော့ပဲကားမှန်ကိုရိုက်ခွဲပြီးတားဆီးဖို့ကြိုးစားနေပါတယ်။နောက်ဆုံးမှာတော့ဂျင်းဟောင်တယောက်ကားပေါ်ကနေပြုတ်ကျလို့သွားခဲ့ပါတယ်။အဲ့ဒီမတော်တဆမှုမှာသူ့ရဲ့လက်ချောင်းတစ်ချောင်းကြောက်စရာကောင်းအောင်ကျိုးသွားခဲ့ပါတယ်။ဒါပေမဲ့သူဟာနာကျင်မှုကိုဂူးမဆိုင်နိုင်ခဲ့ပါဘူး။သွေးတွေစီကျနေတဲ့လက်နဲ့ပဲလမ်းမပေါ်မှာပြန့်ကျဲသွားတဲ့ပုံလေးတွေကိုတုံရီစွာနဲ့ပဲပြန်ကောက်လို့နေခဲ့ပါတယ်။လမ်းလေကောင်မှာဒူးထောက်ပြီးငိုယိုရင်ပစ္စည်းတွေကိုလိုက်သိမ်းနေတဲ့သူ့ရဲ့ပုံရိပ်ကတကယ်ကိုရင်နာစရာကောင်းလွန်းလာပါတယ်။ဒဏ်ရာတွေနဲ့စိတ်ယုံကိုပြန်ရောက်လာတဲ့အခါမှာလည်းအခြေအနေကပိုဆိုးလို့သွားခဲ့ပါတယ်။ဈေးကူဖို့ပတ်စံမရှိလို့လက်ကိုပတ်တီးပဲစီးထားနိုင်တဲ့အပြင်သူ့ရဲ့ကျိုးနေတဲ့လက်ကြောင့်ပဲမန်တန်ရှင်းရဲ့အလုပ်ကနေလည်းအလုပ်ထုတ်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာစိတ်ယုံရဲ့မိခလုတ်ကိုအိမ်ရှင်ကလာပိတ်လို့သွားခဲ့ပါတယ်။အမောင်တွေကြားမှာအကျွေးတွေကြားမှာနာကျင်နေတဲ့ဒဏ်ရာတွေနဲ့ဂျင်းဟာတယောက်လမ်းဆုံးသွားသလိုခံစားလိုက်ရပါတယ်။ညီမလေးကသူ့ရဲ့ကျိုးနေတဲ့လက်တွေကိုကင်ပြီးတော့နာနေလားကိုကြီးလို့မေးလိုက်တဲ့အခါမှာတော့ဂျင်းဟောင်ကတယောက်တည်းအမောင်ထဲမှာရှိုက်ကြီးတဲ့ငင်ငိုချလိုက်ပါတယ်။ဒါဟာသူ့ဘဝမှာအားကိုးရမယ့်ဆုံးနဲ့အရှုံးပေးခြင်းစိတ်အပေါက်ဆုံးအချိန်ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဂျင်းဟောင်ကအားလုံးကိုလက်လျှော့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူရဲ့အလုပ်သမားတွေကိုစိတ်ုံရှိမှစူးစီးလိုက်ပါတယ်။သူဟာခေါင်းကိုငုတ်ထားရင်တုံရီနေတဲ့အတန်နဲ့ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်ရှေ့ဆက်ဖို့အားရမရှိတော့ပါဘူး။ခင်ဗျားတို့ရဲ့လစာကိုလည်းအခုချက်ချင်းမပေးနိုင်သေးပါဘူးလို့ပြောခဲ့ပါတယ်။ဒါဟာဂျင်းအောင်ရဲ့ဘဝမှာအရှုံးကိုပထမဆုံးအကြိမ်ဝန်ခံလိုက်ရတဲ့အခိုက်အတန့်တစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာသူလုံးဝမထင်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။အကြားအယုံမတန်ဆွမ်းတဲ့ဝန်အမျိုးသမီးကြီးကဂျင်းအောင်ရဲ့လက်ကိုလာကင်ပြီးတော့နှစ်သိမ့်ပေးနေရှာပါတယ်။ထောင်ထွက်လူမိုက်ကြီးကသူ့ရဲ့ပခုံးကိုပုတ်ပြီးတော့အားပေးနေရှာတာပေါ့ဗျာ။သူတို့အားလုံးရဲ့မျက်လုံးထဲမှာတော့အပြစ်တင်တာတွေမရှိခဲ့ပါဘူး။သူတို့ကဂျင်းအောင်ကိုတခုခုပြန်ပြောလိုက်ပါတယ်။ဂျင်းအောင်မင်းကငါတို့ကိုလူသားတွေလိုဆက်ဆံခဲ့တာ။အခုငါတို့ကမင်းကိုပတ်စံကြောင်ကူညီနေတာမဟုတ်ဘူးဆိုပြီးတော့နှစ်သိမ့်ပေးနေကြပါတယ်။စိတ်ယုံဆိုတာအဆောက်အဦတစ်ခုမဟုတ်ဘူးဆိုတာကိုသူတို့တက်သေးပြခဲ့ကြတာပေါ့ဗျာ။အဲကန်လေးထဲမှာစပွဲပေါ်မှာအိတ်ကန်ထဲမှာနေရာလွတ်တစ်ခုမှမရှိအောင်နေရာတိုင်းမှာသူတို့ရဲ့ဖုံအစိတ်ပိုင်းတွေကိုအသေးအတန်ဖြုတ်နေကြပါတယ်။ဂျင်းဟောင်ကလည်းလက်ကျိုးနေတဲ့ကြားကဝက်ဥလက်ကိုအားတင်းထားပြီးသူတို့နဲ့အတူနေမနာညမနာအလုပ်လုပ်နေပါတယ်။အိတ်ချိန်မရှိနားချိန်မရှိပဲသူတို့အားလုံးဟာညီမလေးရဲ့အသက်ရှင်ခွင့်အတွက်တိုက်ပွဲဝင်နေကြပါတယ်။အလုသမားတွေကပင်ပန်းလွန်းလို့ထိုင်လက်ကြီးအိပ်ပျော်သွားတာတွေလက်တွေပေါက်ပြဲနေတာတောင်တယောက်ကိုတယောက်ပြုံးပြပြီးတော့အားပေးနေကြတာတွေဟာတကယ်ကိုစိတ်ခွန်အားရစရာတွေပါ။နောက်ဆုံးတမန်ရက်ကိုရောက်တဲ့အခါမှာတော့ဂျင်းဟောင်ကအစိတ်ပိုင်းတွေကိုတစ်တာတဲ့ထည့်ပြီး CEO စီကိုသွားဖို့ပြင်ဆင်มาတော့တယ်။ CEO ရဲ့ရုံငန်းထဲကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ပုံစံကအဖုံတွေချွေးတွေနဲ့ကြီးလို့မကောင်းနေရှာပါဘူး။ CEO ရဲ့လက်ထောက်တွေကသူ့ကိုတန်တရားမျက်လုံးတွေနဲ့ကြီးနေကြပေမဲ့ CEO ကတော့ပစ္စည်းတွေကိုဆက်တဲ့ထည့်ပြီးစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်။စက္ကန့်ပိုင်းအောင်စောက်ဆိုင်နေရတဲ့အချိန်ဟာဂျင်းဟောင်အတွက်တော့နှစ်ပေါင်းများစွာကြာမြင့်နေတယ်လို့ခံစားနေရပါတယ်။နောက်ဆုံးမှာတော့ဆက်တွေကရက်လက်ကထွက်ပေါ်လို့လာခဲ့ပါပြီ။အရေးတွေးကတရားရဂိုင်နှုံပြမိတည်တဲ့အဲ့ဒီစာသားကိုမြင်လိုက်ရတဲ့အခါမှာတော့ဂျင်းဟောင်ကအားလုံးရဲ့ရှေ့မှာတင်လဲကျသွားပြီးရှိုက်ကြီးတင်ငင်ငိုချလိုက်ပါတော့တယ်။ဒါဟာဝမ်းသာလို့ငိုတယ်မကပဲသူရင်ဆိုင်ခဲ့ရတဲ့ဒုက္ခတွေအိမ်မက်ရမယ်ဖြစ်ခဲ့ရတာတွေနာကျင်မှုတွေအားလုံးအတွက်လွတ်မြောက်သွားတဲ့ငိုခြင်းပါ။ CEO ကိုယ်တိုင်ကလည်းသူရှိကလူငယ်လေးရဲ့ဇွဲကိုအံ့ဩမင်သက်ရင်လေးလေးစားစားနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ဇသိမ်းမှာတော့ Night View ကကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပြီးတော့အရင်ကအလုပ်သမားတွေအားလုံးဟာလည်းအဆင့်မြင့်ရာထူးတွေနဲ့အောင်မြင်နေကြပါပြီ။အရေးကြီးဆုံးကတော့ညီမလေးကကြမ်းမာနဲ့ကြောင်းတက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဇကာရဲ့နောက်ဆုံးမြင်ကွင်းမှာတော့ဂျင်းဟောင်ကအောင်မြင်တဲ့လူတစ်ယောက်အဖြစ်နဲ့ညီမလေးရဲ့ကြောင်းစင်းပွဲကိုတက်ရောက်နေရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကခက်ခဲခဲ့တဲ့အချိန်တွေကိုပြန်လည်မြင်အောင်လုပ်နေခဲ့ပါတယ်။ သူ
သူဟာညီမလေးရဲ့လက်ကိုမြင်းမြဲဆုပ်ကန်ရင်လာပါတဲ့ရွှက်ကင်းဆိုတာငွေကြေးတွေတင်မကပဲကိုချေရတဲ့သူရဲ့ဘေးကင်းလုံခြုံမှုပဲဖြစ်တယ်ဆိုတာကိုနားလည်သွားခဲ့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ